တော့အခုမြင်တွေ့နေရတာတော့ DNR တွေကနေပြီးမှဗီဒီယိုအကျိုးပြုလုပ်ငန်းများကိုလုပ်ရမှာဖြစ်ပါတယ်။တော့လက်တော်မှာတော့ဗီဒီယိုတွေလာအစီအစဉ်ဖို့အတွက်နေရာဒီမှာဆိုရင်နည်းနည်းဆက်ပြသွားရတဲ့အများတွေကိုပြုပြင်ပေးနေရဖြစ်ပါတယ်။ဒါလို့ဒီစနာတော်များပါတော့ကျောင်းသားရှိနေဆိုရင်ဗီဒီယိုတွေအားလုံးထောက်ပံ့နေဆိုရင်ကျွန်တော်တို့ဒီတော့ခင်လို့ရပါတယ်။တော့အခုကတော့ကတိယာလန်ခင်ဖို့အတွက်ပတ်စံဝင်ငွေရလုံးမရှိပါဘူး။အဲတော့အတက်နိုင်ဆုံးပြည်သူတွေချောချောမွေ့မွေ့ဒေါ်လာနိုင်ဖို့အတွက်ကျွန်တော်တို့ဒီမှာလမ်းတွေခင်ပေးနေရမှာဖြစ်ပါတယ်။တော့ဒါ PNR ရနေပြီးမှ OCB တော့လုပ်နေတဲ့ပြည်သူတွေအတွက်အကျိုးပြုလုပ်ငန်းပဲဖြစ်ပါတယ်။တကယ်လို့ဒီလိုအနေနဲ့ဒီလိုဗီဒီယိုအကျိုးပြုလုပ်ငန်းတွေမှာပါဝင်ချင်တဲ့ဆိုရင်တော့Bozaka page ကနေပြီးမှလိုအပ်တဲ့အကျိုးများကိုလူတန်းပြီးတော့ထောက်ပံ့နိုင်ပါတယ်။နော်ကျေးဇူးရမ်းတင်ပါတယ်။